ကမ္ဘာအကြီးကျယ်ဆုံး e-sports ပြိုင်ပွဲကြီးဖြစ်တဲ့ EWC 2026ရဲ့ Ancient နိုင်ငံဟာအပြောင်းလဲဖြစ်သွားခဲ့ပါတယ်။မူလက Saudi Arabia နိုင်ငံမှာကျင်းပဖို့စီစဉ်ထားခဲ့တဲ့ဒီပြိုင်ပွဲကြီးကိုအခုအခါမှာတော့ပြင်သစ်နိုင်ငံ Paris မြို့တော်စီကိုပြောင်းလဲကျင်းပသွားတော့မယ်လို့တရားဝင်ကြေညာလိုက်ပါတယ်။ဘာဖြစ်လို့ဒီလိုရုတ်တရက်ကြီးနေရာရွှေ့လိုက်ရတယ်လဲဆိုတော့လက်ရှိဖြစ်ပေါ်နေတဲ့အရှိအလေပိုင်းဒေသရဲ့စစ်ရေးတင်းမာမှုတွေနဲ့လုံခြုံရေးစိုးရိမ်ရမှုတွေကြောင့်ဖြစ်ပါတယ်။ပွဲစီစဉ်သူတွေဘက်ကပြိုင်ပွဲရဲ့ဂုဏ်သိက္ခာနဲ့အစိမ့်တန်းကိုအပြည့်အဝထိန်းသိမ်းဖို့အတွက်ဥရောပရဲ့အချက်အခြာကျတဲ့ Paris မြို့ကိုအမြန်ဆုံးအစားထိုး Ancient အဖြစ်အချိန်မီရွေးချယ်လိုက်တာပါပြောရရင်ပြီးခဲ့တဲ့ April လတုန်းကလည်း Saudi မှာလုပ်မဲ့ Formula 1 F1 ပြိုင်ပွဲကြီးတောင်အလားတူအကြောင်းပြချက်နဲ့ရွှေ့ပြောင်းခဲ့ရတာမို့အခု EWC ကိုရွှေ့လိုက်တာဟာကစားသမားတွေရဲ့လုံခြုံရေးအတွက်အမှန်ကန်ဆုံးနဲ့အကောင်းဆုံးဆုံးဖြတ်ချက်လိုပဲသုံးသပ်ရမှာပါဗျာYG အနေနဲ့ဒီနှစ် PMWC ပြိုင်ပွဲကြီးကို direct invite ရရှိထားတာထက်လို့ဘာပြိုင်ပွဲမှာထပ်ပြီးရှင်ပြိုင်ကြမလို့တော့ပဲ automatic ကိုပွဲကြီးစီဓာတ်ရိုက်ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်ဒီတော့မနစ်က PMWC 2025တုန်းက Champion Title ကိုဆွတ်ခူပြီးကမ္ဘာအဆင့်မှာမြန်မာအလံကိုလွှင့်ထူနိုင်ခဲ့တဲ့ YG အနေနဲ့အခုနှစ်မှာရောဒီ Champion ဆုကြီးကိုဆက်ပြီးကာကွယ်သွားနိုင်မလားဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေပါပြီကျွန်တော်သုံးသပ်ရမယ်ဆိုရင်တော့ YG ရဲ့လက်ရှိ form နဲ့အတွေ့အကြုံအရအခွင့်အရေးအပြည့်ရှိနေပြီမဲ့ဒီနှစ်ပြိုင်ပွဲကမနစ်ကထက်ပိုပြီးကိုခက်ခဲကြမ်းတမ်းလာဖို့ရှိပါတယ်။ဘာလို့ပိုခက်ခဲမယ်လို့ပြောရတာလဲဆိုရင်ဒီနှစ် PMWC 2026မှာဝင်ပြိုင်မဲ့အသင်းအရေးအတွက်နဲ့ပွဲ scale ကပိုပြီးကြီးမားလာလို့ပါပဲ။မနစ်က PMWC 2025မှာအသင်း24သင်းပဲဝင်ပြိုင်ခဲ့ပြီမဲ့ဒီနှစ်မှာတော့ကမ္ဘာကဝန်ကထိပ်သီးအသင်းပေါင်း32သင်းအထိတိုးမြင့်ပြီးပါဝင်ရှင်ပြိုင်တော့မှာဖြစ်ပါတယ်ပြိုင်ပွဲ format အရင်နဲ့ group stage မှာဒီ32သင်းကို4 groups ခွဲပြီးပြိုင်ဆိုင်စီမှာဖြစ်ပြီးအစိမ့်စိမ့်ဖြတ်ကျော်ပြီးမှနောက်ဆုံးအကျိတ်အနယ်ရှိလာတဲ့ grand finals ကိုတော့16သင်းပဲတက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ဒါတင်ပဲလားဆိုတော့မဟုတ်ပါဘူး။စုစုပေါင်းစုချင်းငွေအနေနဲ့လဲ American dollar 3သန်းတောင်ပေးရထားမှာမို့ပြိုင်ပွဲကတကယ်ကိုအကျိတ်အနယ်ရှိမှတေးချပါတယ်။ပြိုင်ပွဲကျင်းပမဲ့ရဲဆွဲတွေကိုကြည့်မယ်ဆိုရင်တော့လာမယ့် August လ6ရက်နေ့မှာ group stage ကိုစတင်ဆော့ကစားရမှာဖြစ်ပြီးအဆုံးဖြတ်ပေးမဲ့ grand final ပွဲစဉ်တွေကိုတော့ August လ14 15 16ရက်တွေမှာ3ရက်တိုင်တိုင်ဆက်တိုက်ကျင်းပသွားမှာဖြစ်ပါတယ်ဒီနေရာမှာ YG အတွက်အကြံပြုချင်တာတစ်ခုကတော့အခုပွဲကအာရှမှာမဟုတ်ပဲဥရောပတိုက်က Paris မြို့အထိတွားရောက်ရှင်ပြိုင်ရမှာဖြစ်တဲ့အတွက် visa ကိစ္စတွေကိုကြိုတင်ပြင်ဆင်ထားဖို့တကယ်ကိုအရေးကြီးပါတယ်ပွဲကစားခါနီးမှာအမှားအယွင်းမရှိအောင်စိတ်အေးလက်အေးနဲ့ပွဲကိုပဲအာရုံစိုက်နိုင်အောင်ဗီဇာအပါအဝင်လူအပ်တဲ့ပြင်ဆင်မှုတွေကိုအခုကတည်းကတေချာလုပ်ထားတဲ့လို့တိုက်တွန်းချင်ပါတယ်ဗျာကဲအဆုံးသတ်အနေနဲ့မြန်မာ e-sports ပရိသတ်ကြီးကိုမေးခွန်းထုတ်ချင်တာကတော့ကျွန်တော်ရဲ့ YG အနေနဲ့ဒီနှစ် Paris မြို့က e-sports World Cup မှာရော Champion ဆုကိုထောက်မှန်ဆွတ်ခူးပြီး title ကိုကာကွယ်သွားနိုင်မလားဒါမှမဟုတ်ဘယ်အသင်းက Champion ဆုကြီးကိုသိမ်းပိုက်သွားလိမ့်မလဲဆိုတာကိုအောက်က comment မှာတယောက်ချင်းစီရဲ့အမြင်တွေကိုရေးထားဆွေးနွေးပေးခဲ့ကြပါဦးဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါဘူးနဲ့ခင်ဗျာနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ e-sports သတင်းတွေနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်